ယနေ့ခေတ်အင်းလေးကမှာဆက်လီတန်းတွေကနေရာအနှံ့ကြီးစိုးနေပါပြီ။ဒါဆိုအင်းလေးကန်ရဲ့ပြရုပ်ဖြစ်တဲ့ထဲရောက်တဲ့လှေလော်တဲ့ဓလေးကရောရှိသေးရဲ့လား။ဒီနေ့ကျမတို့အင်းလေးကန်ရဲ့ဒီထူးခြားတဲ့အလားတရားကိုလိုက်ရှာရင်ဖောင်းတော်ဦးဖျားအလိုတော်ပေါက်ဖျားရေပြင်ထက်ကအင်္ဂလိပ်တွေအင်းလေးရိုးရာရက်ကန်းကျင်နေတဲ့မိုင်းတောက်တရားကိုအတူတူတွားကြရအောင်အင်းလေးကိုရောက်တဲ့အခါဆက်လီစီးပြီးကန်ထဲမှာရှိတဲ့ရေပေါ်ဆိုင်ခင်းတွေကိုကြည့်ရင်းနဲ့ထိတ်ထဲမှာတကယ်ကိုလန်းဆန်းသွားတာပါကျမတို့ပထမဆုံးအနေနဲ့တကိုးကြီးဖောင်တော်ဦးဖျားကိုဖူးမြော်ကြရအောင်တမိုင်းဝင်အလိုတော်ပေါက်ဖျားကတော့ထူတောင်းပြည့်တယ်လို့နာမည်ကြီးပါတယ်မြမကုံဆောင်နဲ့ကြာကြီးရကန်းလုပ်ငန်းတွေငွေတဲ့ပလိန်လုပ်ငန်းတွေရနေတွေ့မြင်ရတဲ့အင်းသားတို့ရဲ့လက်မှုပညာကတကယ်ကိုအမခမ်းပါပဲဒီမှာမြင်ရတဲ့ခြေတွေကဆက်ရုံကထွက်တာမဟုတ်ဘဲအင်းတူလေးရဲ့လက်နဲ့တပင်ချင်းရထားတာပါဒီနေ့ခင်မှာလူငယ်တွေပါစိတ်ဝင်စားလာအောင်ခင်မီရဲ့ဒီဇိုင်းလေးတွေပါရက်လုံနေကြပြီနော်အင်းလေးချီသားဆက်စစ်ရဲ့အင်းများမှုကကိုယ်တိုင်လဲဝတ်ဖို့ဝဲနိုင်တယ်လို့လက်ဆောင်ပေးဖို့လဲတကယ်ကိုအဆင်ပြေပါတယ်အင်းလေးရောက်ရင်မစားမဖြစ်စားတဲ့နာကတော့အင်းလေးငါးသမင်းနယ်ပါအင်းလေးရေပေါ်စီးကလည်းတကယ်ကိုတွေ့မြင်ရတာမြေပြားတူကျမအတွက်တော့စမ်းတက်တဲ့နေရာတစ်ခုပါပဲပြီးရင်တော့ရေပေါ်ဆိုင်ခင်းနေကြမှာလှေစီးပြီးဓာတ်ပုံလက်လာလေးတွေလိုက်လို့ရပါသေးတယ်ညနေပိုင်းဆိုရင်တော့စမ်းပြည်ရဲ့ဥပိန်တရားလို့တင်စားကြတဲ့မိုင်းတောက်တရားရှိကိုတွားကြမယ်။ကုန်းပိုင်းနဲ့ရေပေါ်ရွာကိုဆက်တွယ်ထားတဲ့ဒီတရားရှိကြီးပေါ်မှာလမ်းလျှောက်ရင်းဓာတ်ပုံရိုက်ရတာတကယ်ကိုရင်ခုန်စရာပါ။ရှမ်းတောင်တန်းတွေကြားကအင်းလေးရဲ့နေဝင်ချိန်ကတကယ်ကိုပတိကားဆက်လူပါပဲ။ကျမတို့ဒီနေ့ခရီးစဉ်မှာတွေ့ခဲ့ရတာတော့အင်းလေးမှာခရီးသွားဧည့်သည်အတွက်တွားလာရေးများရှာအောင်ဆက်လီတွေအတုံးပြုနေပါတယ်။ဒါပေမဲ့ဤပညာတွေဘလောက်ပဲတိုးတက်ပါစေအင်းသားတို့ရဲ့ယူရဖြစ်တဲ့ရှင်နဲ့လှေလော်တဲ့ဒလေးကတော့သူတို့ရဲ့လူနေမှုဘဝမှာအမြင့်တွယ်ပြီးကြံရှိနေသေးပါပဲ။ဒီခီးစဉ်လေးကကျမအတွက်တော့မေးမရနိုင်တဲ့အမှတ်တရတွေပြီးခဲ့ပါတယ်။တငယ်ချင်းတို့လည်းရှမ်းတောင်တန်းတွေကြားမှာအနားယူခြင်းနဲ့ဆိုရင်တော့အင်းလေးကိုရောက်လာခဲ့ဖို့တိုက်တွန်းချင်ပါတယ်။နောက်ထပ်ခီးသွားဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။တတာ